လူတွေကကိုယ်စိတ်ကိုပြောကြတယ်ငါစိတ်နော်ဒီလိုတွေ့တာမှုတွေအားကြီးပြီးတော့စိတ်လေးကအိုသွားတာလည်းမရှိဘူးနော်စိတ်လေးမှာရုပ်တရမရှိသည့်အတွက်ကြောင့်ခေါင်းဖြူတာလည်းမတွေ့ရသွားကျိုးတာလည်းမရှိဘူးဒါကြောင့်မို့လို့စိတ်ကလေးပေါ်မှာမငြီးငွေ့ကြဘူးသို့တော့ဒီနှစ်ခုကိုရှင်ကြည့်လိုက်ရုပ်ခန္ဓာကိုယ်နဲ့စိတ်နဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဘယ်သူကကြာကြာရှိတယ်ဆိုရုပ်ခန္ဓာကြီးကကြာကြာရှိတယ်ကြည့်လေလူတွေဟာမွေးဖွားလာပြီးတဲ့အခါမှာတချို့ကအသက်80 90 100ထိအောင်နေလို့ရသူ့ကိုနှစ်ပေါင်းများကြီးတွေ့နေရရုပ်ခန္ဓာကိုယ်ကြီးကရှိနေရုပ်ခန္ဓာကိုယ်ကြီးကရှိနေသည့်အတွက်ကြောင့်ဒီစိတ်ကလေးကြတော့အဲ့ဒါတော့ရှိတာမဟုတ်ဘူးစိတ်ဆိုတာအခုဖြစ်ရင်အခုပြတ်သွားတယ်အခုဖြစ်ပြီးတော့အခုပြတ်သွားအဲ့တော့မြတ်စွာဘုရားကပြောတယ်ရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာရင်တွေ့တာမယ်ဆိုရင်တော်သေးတယ်တဲ့ဘာဖြစ်လို့တော့ဆိုတော့ရုပ်ခန္ဓာကိုယ်ကြီးက10နှစ်အနှစ်20အနှစ်30အနှစ်40အနှစ်50 60 100တွေ့နေရတယ်စိတ်ကလေးကြတော့အဲ့ဒါလောက်တောင်တွေ့တာမဟုတ်ဘူးတဲ့အခုဖြစ်ပြီးအခုပြတ်သွားနေ့အခါမှာဖြစ်တဲ့စိတ်ကညပါမလားဘူးညဖြစ်တဲ့စိတ်ကနေပါမလားနော်ဘာနဲ့ဥပမာတူတော့ဆိုရင်စိတ်ဟာမြောက်နဲ့အလားတရံတူတယ်မြောက်ဆိုတဲ့ကောင်ကတစ်ပင်ပေါ်မှာရောက်လို့ရှိရင်အငြိမ်မနေဘူးဒီတစ်ကိုင်းလှမ်းကိုင်းလိုက်ဟိုတစ်ကိုင်းဆွဲလိုက်ဒီတစ်ကိုင်းလွတ်လိုက်နဲ့တစ်ကိုင်းတစ်ခုလွတ်လိုက်နောက်တစ်ကိုင်းတစ်ခုဆွဲကိုင်းလိုက်နဲ့ဒီလိုတနေ့ကုန်ရောက်ရခတ်နေတဲ့သရဝါတကောင်အဲ့ဒါမျိုးလိုပဲစိတ်ဟာလည်းပဲဒီတိုင်းပဲတဲ့ဒီအာယုံတစ်ခုကိုလှမ်းကိုင်းလိုက်နောက်အာယုံတစ်ခုကိုပြောင်းလိုက်ဒီအာယုံတစ်ခုကိုလွတ်လိုက်နောက်အာယုံတစ်ခုကိုပြောင်းလိုက်နဲ့မြင်တဲ့အာယုံနောက်လိုက်လိုက်ကြားတဲ့အာယုံနောက်လိုက်လိုက်အနံ့ရတဲ့အာယုံနောက်လိုက်လိုက်အရသာအာယုံနောက်လိုက်လိုက်နဲ့စိတ်တွေအမျိုးမျိုးပြောင်းလဲပြီးတော့အခုတစ်မျိုးအခုတစ်မျိုးဖြစ်နေတဲ့စိတ်တွေတဲ့အဲ့ဒီသဘောကိုကြည့်မယ်ဆိုလို့ရှိရင်စိတ်ဟာဘယ်လိုမှဒီကြာရှည်တဲ့အရာမဟုတ်သည့်အတွက်ကြောင့်စိတ်ကိုငါရဲ့အတ္တသာဝရလို့မဆွဲလန်းနိုင်ဘူးတဲ့ဒီအချက်ကိုကြည့်မယ်ဆိုလို့ရှိရင်လုံးဝကိုဆွဲလန်းနိုင်တဲ့အရာမဟုတ်ဘူးလို့ဒီလိုဆင်ញင်သုံးသပ်မှုကိုပြောတယ်အဲ့ဒါလို့ရှင်းရှင်းလင်းလင်းကြီးမြင်လာအောင်မြတ်စွာဘုရားကဘာကိုနှလုံးသွင်းရမလဲစိတ်နဲ့ယုံနဲ့ကွဲကွဲပြားပြားသိလာပြီးတဲ့နောက်မှာအကြောင်းတရားတွေကိုဆင်ញင်သုံးသပ်ပေးဖို့ပဋိစ္စသမုပ္ပါဒ်ကိုမြတ်စွာဘုရားဆင်ញင်သုံးသပ်ပါတဲ့ဒါကဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တဲ့အခါမှာသီလဝိတ္တုစိတ်တဝိတ္တုပြီးတဲ့အခါမှာယုံနဲ့နံကွဲတာကနာမရူပပရိစ္ဆေဒဒိဋ္ဌိဝိတ္တုလို့ခေါ်တယ်ဒိဋ္ဌိဝိတ္တုပြီးတဲ့အခါအကြောင်းတရားအကျိုးတရားကိုဆင်ញင်နိုင်တဲ့အကြောင်းတရားတွေကိုသိနိုင်တဲ့ပစ္စယပရိက္ခအဲ့ဒီညာရလာမှကင်္ခာဝိကရဏဝိတ္တုလို့ဆိုတဲ့တန်တရားတွေကိုကင်းရှင်းသွားစေနိုင်တဲ့စင်ကြယ်မှုမျိုးရလာနိုင်အဲ့ဒါကိုရဖို့ရအတွက်ပဋိစ္စသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားပါတဲ့ကဲပဋိစ္စသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားတယ်ဆိုပဋိစ္စသမုပ္ပါဒ်ဆိုတာခက်တယ်တပည့်တော်တို့ဆင်ញင်စဉ်းစားဖို့အမှန်တမ်းခက်တယ်ဆိုလို့ရှိရင်ပဋိစ္စသမုပ္ပါဒ်ကိုအလွယ်တကူသဘောပေါက်နိုင်တဲ့နည်းလေးနဲ့မြတ်စွာဘုရားဟောထားတာရှိတယ်အကြောင်း၄ကြောင်းကိုအရင်မှတ်ရနော်ဣမတမိန်တတိဣရံဟောတိနံပါတ်1ကဒီအကြောင်းတရားရှိလို့ဒီအကျိုးတရားရှိဒါရှိလို့ဒါရှိတယ်ပေါ့တမန်ပြန်မယ်ဆိုရင်ဒါရှိနေဒါရှိကဲစဉ်းစားကြည့်တစ်ပင်ရှိနေလို့ရှိရင်တစ်ပင်ရိပ်ဆိုတာရှိတစ်ပင်ကိုခုတ်ပြလိုက်ရင်တစ်ပင်ရိပ်ဟာရှိပါအောင်မရှိဘူးတစ်ပင်ရှိနေရင်တစ်ပင်ရိပ်ရှိအခုကြည့်တရားစစ်မီရှိနေတဲ့များကာလပတ်လုံးအလင်းရောင်ရှိတရားစစ်မီမရှိတော့ဘူးဆိုရင်အလင်းရောင်လည်းမရှိတော့ဒါရှိလို့ဒါရှိတယ်ဆိုတာကြည့်အကြောင်းပေါ်မှာယက်တည်နေရပုံကိုစဉ်းစားကြည့်ပါဘုန်းကြီးတို့တရားနာပရိသတ်တွေအခုလိုငြိမ်ငြိမ်နဲ့ထိုင်းနေနိုင်တာဘာဖြစ်လို့လဲအောက်ကချမ်းရှိလို့ချမ်းရှိဘူးဆိုရင်
ကောင်းကင်မြေမှာထိုင်းနေလို့မှမရလေဒါရှိလို့ဒါရှိတယ်ဆိုတဲ့သဘောဟာဒါပရိစ္ဆေသမုပ္ပါဒ်ကိုတို့ချုပ်ပြောတယ်အကြောင်းတရားရှိနေသည့်အတွက်ကြောင့်အကျိုးတရားရှိနေဣမတ္တဥပ္ပါဒာဣဒံဥပ္ပစ္စတိဒီအကြောင်းတရားဖြစ်ပေါ်နေခြင်းကြောင့်ဒီအကျိုးတရားဖြစ်ပေါ်နေဆိုပါတော့တရားစစ်မီးရှိနေခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတရားစစ်မီးဖြစ်လာခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်နေတယ်ဣမတ္တမိန်အတ္တိဣဒံနာဟောတိဒါမရှိတော့ရင်ဟိုဟာလည်းမရှိတော့တရားစစ်မီးမရှိတော့ရင်အလင်းဆိုတာမရှိတော့နေမရှိတော့ရင်အလင်းဆိုတာမရှိတော့ဟောဒီလိုဆိုလို့ဣမတ္တနိရောဓဣဒံနိရောဓတိဒါချုပ်သွားလို့ရှိရင်ဟိုဟာလည်းချုပ်ဟောတရားစစ်မီးပြတ်တောက်သွားတယ်ဆိုရင်အလင်းရောင်မှပြတ်တောက်သွားတယ်ဒီသဘောကိုပြောတာနော်အကြောင်းနဲ့အကျိုးဆိုတာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့မိတွဲနေရတဲ့သဘောကိုပြောပြပရိစ္ဆေသမုပ္ပါဒ်ဆိုတာချင်းညို့အားဖြင့်ဒါပဲဒီအကြောင်း၄ခုနဲ့ပြောတာနော်အဲ့တော့ကိုယ့်ကိုယ်ဆင်ញင်စဉ်းစားကြည့်ဖို့ပရိစ္ဆေသမုပ္ပါဒ်နဲ့ဆင်ញင်စဉ်းစားကြည့်ဖို့မြတ်စွာဘုရားဒီလိုဟောတာပရိစ္ဆေသမုပ္ပါဒ်အပြည့်စုံအလုံးကိုသိနေတာအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏအဖြစ်ဘက်ကတည်းအချုပ်ဘက်ကကြည့်တဲ့အခါကျတော့အဝိဇ္ဇာချုပ်ငိမ့်သွားလို့ရှိရင်သင်္ခါရချုပ်ငိမ့်သွားတယ်ဆိုချုပ်ဘက်ကနေပြောတာဒါရှိလို့ဒါဖြစ်လို့ဟိုဟာဖြစ်ရတယ်ဆိုတာအဖြစ်ဘက်ကဒါမရှိတော့ရင်ဟိုဟာမရှိတော့ဘူးဆိုတာချုပ်ပဲနော်ကဲပရိစ္ဆေသမုပ္ပါဒ်ကိုအရာစကားနဲ့နားလည်အောင်ရှုမြင်သုံးသပ်တတ်ဖို့ပြောရမယ်ဆိုလို့ရှိရင်အဝိဇ္ဇာဆိုတာဘာလဲလို့ဆိုစားလို့ပြီးလို့ပြောနေရင်ခက်နေမဆုံးတော့မခက်အောင်ဘယ်လိုပြောမလဲဆိုလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိတာအဝိဇ္ဇာနော်ဘဝမှာကိုယ့်ကိုယ်များလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့မလှုပ်တဲ့နာကိုမလှုပ်တဲ့ဘူးလို့ဒီလိုသိတယ်လို့မအောင်မိတ်နော်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုမသိဘူးမသိသည့်အတွက်ကြောင့်မလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့ထင်တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့ဘူးလို့ထင်တယ်ထင်သည့်အတွက်ကြောင့်လှုပ်တဲ့နာကိုမလှုပ်ဖဲနေတယ်မလှုပ်တဲ့နာကြတော့လှုပ်ပြီးတယ်ဆိုတာဖြစ်တယ်ပေါ့အဲ့ဒါဟာဘာလို့ဆိုအဝိဇ္ဇာစားလို့ပြောမယ်ဆိုရင်အမှန်တရား၄ခုကိုမသိတာအဝိဇ္ဇာဒုက္ခကိုမသိဘူးဒုက္ခဖြစ်ကြောင်းတရားကိုမသိဘူးဒုက္ခချုပ်ငြိမ်းမှုကိုမသိဘူးဒုက္ခချုပ်ငြိမ်းရာနိလန်းကိုမသိဘူးဆိုတာဒါမသိခြင်း၄ခုဒါကသိပညာရှုထောင့်ကနေပြောမယ်ဆိုရင်လူတယောက်ယောဂဖြစ်ယောဂကိုမသိဘူးဒုက္ခကိုမသိတာနဲ့ယောဂမသိတာတူတူပဲဒီယောဂဘာကြောင့်ဖြစ်တယ်လို့မသိတာနဲ့ဒုက္ခသမုဒယကိုမသိတာတူတူပဲဒီယောဂပျောက်မှုကိုမသိတာဒုက္ခនិရောဓမသိတာနဲ့တူတူပဲပျောက်မဲ့ဆေးဝါးနိလန်းကိုမသိတာဒုက္ခនិရောဓဂါမိနိမသိတာနဲ့တူတူပဲဒီလိုဆိုလိုတာနော်အင်တာမမြတ်စွာဘုရားဟောတဲ့တရားဟာလူသားတွေအတွက်အင်တာမရိုးရှင်းတယ်သို့တော့မြင်ဖို့ခက်တယ်ဘာဖြစ်လို့မမြင်လဲလို့ဆိုရင်ညာတော့အဖြစ်တတ္တဝါတွေဟာတတိတံစင်ညကင်းမဲ့နေလို့မမြင်တာအမှတ်တမဲ့နေတတ်တဲ့ဝါဒနာကြီးကရှိငါဟာဆိုတဲ့အတွေးတွေလွှမ်းမိုးပြီးတော့အမှတ်တမဲ့နေအမှတ်တမဲ့နေသည့်အတွက်ကြောင့်ရိုးရှင်းနေတော့လဲခက်ခဲနေတတ်တယ်ပေါ့အေးကောင်းပြီတို့တွေဟာလွန်ခဲ့တဲ့ဘဝတုန်းကလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိခဲ့ကြဘူးမသိသည့်အတွက်မသိတော့ဘာဖြစ်လဲလှုပ်ပြီးလှုပ်ရလှုပ်တယ်ကောင်းတာလဲလှုပ်တာပဲမကောင်းတာလဲလှုပ်တယ်အဲ့တော့မသိတာကအဝိဇ္ဇာလှုပ်ပြီးလှုပ်ရလှုပ်တာကသင်္ခါရဒီလိုဆိုတာနော်ဟုတ်ပြီလှုပ်လိုက်ရင်ရစဆိုတာလာတာပဲလေအကျိုးတစ်ခုကတော့ဖြစ်လာလှုပ်ပြီးလှုပ်ရလှုပ်လိုက်တယ်လှုပ်လိုက်တော့အကျိုးတစ်ခုပေါ်ထွက်လာတယ်သင်္ခါရပစ္စယဝိညာဏဘဝတစ်ခုစပြုတ်လာအသိစိတ်တွေတရေစိတ်တွေကစတရေစိတ်လေးစလိုက်တာနဲ့သူနဲ့တွဲဖက်လာတဲ့ရုပ်တည်နာတွေပါလာတယ်ဝိညာဏပစ္စယနာမရူပံဟောရုပ်တည်နာတွေရုပ်တည်နာတွေကကြီးထွားလာတဲ့အခါကျတော့ရုပ်နာတွေပါလာပြီဆိုတော့ရုပ်နာတွေကြီးထွားလာတဲ့အခါဘာတွေဖြစ်တုံးဆိုဆက်သွယ်ရေးအင်္ဂါရက်တွေပါလာ
နာမရူပပစ္စယတလာရဆက်သွယ်ရေးအင်္ဂါရဘယ်နှခုရှိတော့ဆို6ခုရှိစာလို့မမှတ်တတ်ရင်ကိုမြန်မာလိုပဲမှတ်မျက်လုံးရယ်နှာခေါင်းနားရယ်နှာခေါင်းရယ်လျှာရယ်နော်ကိုယ်ရယ်စိတ်မျက်စိနားနာလျှာကိုယ်စိတ်အဲ့ဒါကိုတလာရဏလို့ခေါ်တယ်ယုံ nant နေတဲ့မှာဘာပါလာတော့မျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်ကိုယ်ပါလာတယ်စိတ်ပါဟောကဲမျက်စိပါလာတော့ဘာဖြစ်မျက်စိပါလာတော့မြင်စရာအာယုန်နဲ့ဆက်သွယ်လာတယ်နားပါလာတော့အတန်နဲ့ဆက်သွယ်လာနှာခေါင်းပါတော့အနတ်နဲ့ဆက်သွယ်လျှာပါတော့အရသာနဲ့ဆက်သွယ်ခန္ဓာကိုယ်ပါလာတဲ့အခါကျတော့အထီးအတွေ့အာယုန်နဲ့ဆက်သွယ်စိတ်ပါလာတော့အတွေ့အာယုန်နဲ့ဆက်သွယ်လာတယ်။ဟောပြမကအာယုန်နဲ့ဆက်သွယ်လာတာပဲလေလူဆိုတာဒီတိုင်းပဲလေအဲ့ဒါကိုပြောတာဆက်သွယ်မှုရလာတာတလာရဏပစ္စယဖတ်တော့အာယုန်နဲ့ထိတွေ့လာခဲ့တယ်မျက်စိနဲ့အဆင်းနားနဲ့အသံနော်လျှာနဲ့အရသာနှာခေါင်းနဲ့အနတ်လျှာနဲ့အရသာခန္ဓာကိုယ်နဲ့အထိအတွေ့အသိစိတ်နဲ့သိเสียအာယုံဒါတွေကဆက်သွယ်လာတဲ့အခါကျတော့ဘာဖြစ်လဲဆိုအာယုံနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေရခံစားမှုလို့ပြောရင်လည်းပြောအတွေ့အကြုံတွေရဝေဒနာဖတ်တပစ္စယဝေဒနာဒါကိုယ်စဉ်းစားကြည့်ပေါ့ဟုတ်မဟုတ်မျက်စိကမြင်လိုက်တဲ့အခါပြင်မဲ့အာယုံနဲ့ကိုယ်စိတ်နဲ့ဆက်သွယ်မိသွားတဲ့အခါမှာခံစားချက်လေးတွေပေါ်လာကောင်းတဲ့အာယုံလေးတွေ့လိုက်လို့ရှိရင်စိတ်ကပျော်သွားတယ်မကောင်းတဲ့အာယုံပေါ်လာလို့ရှိရင်စိတ်ကမပျော်ဟောစိတ်ထဲမှာခံစားမှုလေးတွေမတူညီတဲ့ခံစားမှုရိုးနေတဲ့အာယုံတွေ့ရင်လည်းဘာမှမဖြစ်ဘူးဟာကြုံနေကြအာယုံကြအဲ့တော့ပျော်သွားတယ်ဆိုတာသောမနတဒုက္ခဝေဒနာမပျော်ဘူးဆိုတာမကြိုက်ဘူးဆိုတာဒုက္ခဝေဒနာပျော်တာလည်းမဟုတ်ကြိုက်တာလည်းမဟုတ်ဘူးဆိုလို့ရှိရင်မကြိုက်တာလည်းမဟုတ်ဘူးဆိုရင်ဥပေက္ခဟောဖတ်တာပစ္စယဝေဒနာဆိုတာဖြစ်လာတာဒါလူသဘာဝတရားတွေမှန်ညဒီတိုင်းကြီးပဲအကုန်လူတွေတည်းမကဘူးတရားတွေလည်းဒီတိုင်းဒါကိုပြောတာပရိစ္ဆသမုပ္ပါကနော်တရေစိတ်လေးပေါ်လာတဲ့အခါယုတ်တိနန္ဒီရလာတယ်ယုတ်တိနန္ဒီရလာတဲ့အခါမှာဒီအာယုန်နဲ့ဆက်သွယ်တဲ့အင်္ဂါရက်တွေပါလာတယ်အင်္ဂါရက်6မျိုးပါလာတဲ့အခါဆက်သွယ်မှုတွေလှုပ်လာတဲ့အခါမှာအာယုန်ရဲ့ဒီအထီးအတွေ့အကြုံတွေရလာတယ်ကဲရလာတော့ဒီနေရာတွေရသလားလို့ဆိုတော့မရဘူးရလာတဲ့အခါမှာလူကဘာဖြစ်တယ်ဆိုကြိုက်တာလေးတွေးလို့ချင်းထပ်လို့ချင်းလားရချင်းလာတယ်နောက်ထပ်အဲ့ဒါကိုတဏှာလို့ပြောတာဝေဒနာပစ္စယတဏှာကြိုက်တဲ့အာယုံလေးကြထပ်လိုချင်လာတဲ့အခါဒီနေရာတွေရလာလို့ဆိုမရဘူးဝေဒနာတဏှာပစ္စယဥပါဒနာစိတ်ထဲမှာစွဲနေမရရင်မနေနိုင်တဲ့အနေအထားမျိုးရောက်လာဟောဒီအပိုင်းတွေကြတော့ဒီတရားတွေမှာဒီဖတ်တပစ္စယဝေဒနာဆိုတဲ့အဆင့်လေးတွေမရနိုင်တော့ပဲနဲ့ဝေဒနာပစ္စယကနေတဏှာထိအောင်ကူးသွားတယ်တဏှာကနေဥပါဒံထိအောင်ကူးသွားတော့ဘာဖြစ်ပြန်တော့ဆိုဥပါဒနာပစ္စယဘဝတဲ့ဖြစ်မှုဆိုတဲ့ကံတရားတွေနဲ့ခန္ဓာတွေကံကြောင့်ပေးတဲ့ခန္ဓာတွေကိုရရှိလာကြတယ်ပေါ့ဆွလမ်းမှုကိုအကြောင်းပြုပြီးတော့လူတွေဟာအကောင်းအဆိုးတွေပြန်လှုပ်လာကြတယ်အဲ့ဒီလှုပ်လာတာကိုပဲကမ္မဘဝလို့ပြောတာလှုပ်လာလို့ခန္ဓာတွေရလာအဲ့ဒါကိုဥပပတ္တိဘဝလို့ပြောတာဒီနေရာဘဝတစ်ခုတည်ဆောက်မှုဖြစ်သွားဘဝတစ်ခုတည်ဆောက်လာတဲ့အခါဘာဖြစ်တုံးဆိုဘဝပစ္စယဇာတိမွေးဖွားခြင်းဆိုတာထပ်လာပြန်မွေးဖွားခြင်းလာရင်ဘာဖြစ်တယ်ဇာတိပစ္စယစရာမရဏအိုခြင်းနဲ့တေခြင်းဆိုတာရှောင်လွဲလို့မရဘူးဒါပရိစ္ဆသမုပ္ပါပဲလေဒီလိုစဉ်းကျင်စဉ်းစားတတ်လို့ရှိရင်ဒါအကြောင်းနဲ့အကျိုးဒါရှိလို့ဟွာရှိအမှန်မသိလို့လုံးပြီးလုံးရလုံးတယ်ဟောအမှန်မသိခြင်းရှိနေသေးသမျှကာလပတ်လုံးလုံးပြီးလုံးရလုံးတာတွေလုံးနေအောင်မှာဆိုလိုတာကအဝိဇ္ဇာရှိနေသမျှသင်္ခါရရှိနေမှာပဲလို့ဒီလိုပြောတာစာလို့ပြောတော့အဲ့လိုပြောတာအရာပြောမယ်ဆိုရင်အမှန်မသိလို့လုံးပြီးလုံးရလုံးတယ်မသိလို့လုံးပြီးလုံးရလုံးတယ်အဲ့တော့မသိတာရှိနေသမျှလုံးပြီးလုံးရလုံးတာတွေလုံးနေမှာပဲ
လုံးပြီးလို့ရလုံးနေသမျှကာလပတ်လုံးဘဝဆိုတာဖြစ်လာ